အဲ့တော့ရှေ့ကသင်ခန်းစာလေးတွေကိုလေ့လာခဲ့ပြီးပြီဆိုရှေ့တို့ကဒီမှာအဖြေမှန်လေးရွေးပြရအောင်ပါအဲ့တော့ဒီမှာဆိုလို့ရှိရင် this က ISS နဲ့တွဲလား AIR နဲ့တွဲပါသလား ISS နဲ့တွဲပါရနော်နောက်တစ်ခုကတော့ this is a photo of my house in Romania ဒီကရိုမေးနီးယားမှာရှိတဲ့ငါရဲ့အိမ်ဖြစ်ပါတယ်တဲ့ where is it လား where it is လားအဲ့တော့ is ကိုရှေ့မှာထားသလားမေးခွန်းတွေမှာ is ကိုရှေ့မှာထားသလား id it ကိုရှေ့မှာထားသလား ISS ကိုရှေ့မှာထားပါရနော်အဲ့တော့အနောက်ကတစ်ခုကိုပဲရွှေ့ပါမယ် where is it okay အဲ့တော့နောက်တစ်ခုကကြတော့ဒီမှာကလည်း question လေးပါမေးခွန်းလေးပါနော်မေးခွန်းဖြစ်တဲ့အတွက် is ကိုရှေ့ကထားသလား id it ကိုရှေ့ကထားသလား ISS ကိုပဲရှေ့ရထားပါရနော်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမှာအငင်းပေါ့နော်။အငင်းနဲ့ပြန်ပြီးတော့ဖြေထားတယ်။အငင်းနဲ့ပြန်ဖြေထားရင် no it is ဖြစ်မလား no it isn't ဖြစ်မလား it isn't ပဲဖြစ်ပါမယ်နော်။နောက်ဆုံးတစ်ခုကတော့ဒါကရိုးရိုးဝါကြပါ။ရိုးရိုးဝါကြမှာ is ကရှေ့ရလား id it ကရှေ့ရလားရိုးရိုးဝါကြမှာနော်။ id it ကရှေ့ရပါ။ဟုတ်လေနောက်တစ်ခုဆက်သွားပါမယ် these are my friends Jana and Minos တဲ့ they ဆိုတော့ is နဲ့တွေ့လား are နဲ့တွေ့လား are နဲ့တွေ့ပါနော် they are from Slovakia နောက်တစ်ခုက they are doctors လား are they doctors လားဒါကမေးခွန်းဖြစ်တယ်မေးခွန်းဖြစ်တဲ့အတွက် are ကိုရှေ့မှာထားမလား they ကိုရှေ့မှာထားမလား are ကိုအရှေ့မှာထားပါမယ်နော်နောက်ထပ်နံပါတ်8no နဲ့ဖြေထားတယ်အဲ့တော့ no they are ဖြစ်မလား no they aren't ဖြစ်မလားမြင်နော်အငင်းဖြစ်တဲ့အတွက် aren't ကိုရေးပါမယ်နောက်တစ်ခုကဂျာနာတဲ့ဂျာနာကကောင်မလေးတယောက်ဖြစ်နော်ကောင်မလေးတယောက်ဖြစ်တဲ့အတွက် is ဖြစ်မလား are ဖြစ်မလား is ပါနော်နောက်တစ်ခုက Milos တဲ့ Milos ဆိုတာကလည်းတယောက်သေးရဲ့နာမည်ပါပဲနော်သူကလည်းတယောက်သေးဖြစ်တဲ့အတွက်နောက်မှာ is ကိုရွှေ့ပါမယ်